အားလုံးပဲမင်္ဂလာပါSteven Technical Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကတော့ application တွေတခု technical နဲ့ပတ်သက်တဲ့application တွေတခုကိုsharing လုပ်ပေးမှာဖြစ်ပါတယ်ဒီ application တွေကတော့အခုနောက်ပိုင်းအသုံးဝင်မယ်ပြီးရင်လူတိုင်းအတွက်လည်းအသုံးတည့်မယ်လူတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ application တွေတခုပေါ့နော်ဒီ application တွေကအများအပြားကျွန်တော်ဒီ Android phone တွေမှာဆိုလို့ရှိရင်ဒါအလွယ်တကူလေး download ရတယ် free ပေးထားတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အတွက်လည်းဘယ်နိုင်ငံသွားဘယ်လိုမျိုးနဲ့ပဲဆက်တယ်အလိုအဆုံး application တွေပေါ့နော်ကျွန်တော်ရှေ့မှာလည်းကျွန်တော် application တခုတကယ်ကူလဲအဲ့ဒါကတော့ဒီ all language translator ဆိုတဲ့ application တွေ application တွေရတယ်တော်တော်လေးကောင်းပြီးချက်တွေများတယ်ကျွန်တော်အဲ့လိုပဲဒီတစ်ခါကတော့ကျွန်တော်တို့ Google ကပေးတဲ့ Google Translator ဆိုတဲ့ application တွေကိုပြောပြပေးမှာဖြစ်ပါတယ်application တွေကတော့လူတိုင်းနားထဲမှာကြားလာပြီးသားသိပြီးသားသုံးကြတယ်ဒါပေမဲ့တို့တော်ညာတဲ့ဒီတေချာလေးသုံးတတ်အောင်လို့ကျွန်တော်ထပ်ပြီးတော့advanced နေတယ်ပေါ့နော်ထပ်ပြီးနည်းနည်းလေးထပ်ပြီးတော့ပြောပြပေးခြင်းဖြစ်ပါတယ်ဒီ application တွေကကျွန်တော်တို့ Android phone တွေမှာဆိုရင် Android ကို download ဆွဲလို့ရတယ်ကျွန်တော်တို့Play Store တွေမှာဝင်ပြီးတော့ကျွန်တော်ဒီ Google Translate ဆိုတဲ့ဟာတွေကိုလောက်တော့ရှင်းကျွန်တော်တို့လွယ်တကူပဲအသုံးပြုပြီးတော့ရတယ်ဥပမာကျွန်တော်နိုင်ငံခြားသွားပဲဆိုရင်နိုင်ငံခြားကကြိုက်တဲ့နိုင်ငံသားကြိုက်တဲ့လူမျိုးနဲ့ဆက်သွယ်စကားပြောလို့ရတယ်ကိုကအဲ့နိုင်ငံသားရဲ့ဘာသာစကားကိုတက်ကြွဆောင်မလို့အဲ့နိုင်ငံသားနဲ့ကိုကအပြန်အလှန်ပြောလို့ရပါဗျာအဲ့ဒါတွေကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒီဟာကတော့ဒီ Google ကပေးတဲ့ application တစ်ခုပေါ့နော်application တစ်ခုဒီမှာရန်ကောင်းပါတယ်သူ့မှာက language ပေါင်းကမ္ဘာမှာရှိတဲ့ language ပေါင်း249ခုပါပါတယ်နည်းနည်းတော့ language တွေပေါ့ဘာသာစကားပုံလူမျိုးစုံရဲ့ language တခြား application အဲ့တော့ဆုံးပါမှာတော့မသိဘူးပေါ့နော်ဒီမှာတော့တော်လေးမိုက်တယ်249ခုရှိတယ်249ခုကိုကျွန်တော်အလင်းစင်တွေတော့ရတယ်ကျွန်တော်ကြိုက်တဲ့နိုင်ငံတော့ကျွန်တော်တို့ဘယ်ဟာသွားမလဲအရှိတော်ချန်နိုင်ငံတွေသွားမလားကျွန်တော်ကိုရီးယားဂျပန်သွားမလားဒီဒူဘိုင်ဘက်တွေသွားမလားဆော်ဒီဘက်ကိုသွားမလားကျွန်တော်တို့ယူရိုဘက်ကိုသွားမလားယူရိုဘက်ကနိုင်ငံတွေဂျာမနီစကားပြောမလားပြည်သက်စကားပြောမလားစပန်နစ်စကားပြောမလားအီတလီစကားပြောမလားအမေရိကရောက်အင်္ဂလိပ်လိုပြောမလားအမေရိကန်အင်္ဂလိပ်ကိုပြောမလားကြိုက်တဲ့နိုင်ငံသွားပြီးတော့ဒီ application တွေသုံးလို့ရပါတယ်ဒီ application တွေကိုအပြန်အလှန်လေးကိုကကောင်းလေးသုံးတတ်ပြီးတော့လက်မြန်နဲ့ပြီးကိုစာနဲ့ပဲရိုက်ပြီးတော့ပဲမေး voice နဲ့ပဲမေးအဆင်ပြေလို့ကိုအလင်းစင်လို့သုံးလို့ရတယ်ကိုဈေးဝယ်တယ်ဘာဖြစ်ကိုလမ်းတီလို့လမ်းကိုမေးတဲ့ခါလမ်းညွန်နိုင်ငံသွားတော့လမ်းမတီလို့မေးတယ်ကိုသွားခြင်းနဲ့ place ခုဖြစ် location ခုဖြစ်မသိလို့ရှိရင်မေးတာဈေးဝယ်တဲ့ခါအကုန်လုံးပေါ့ဗျာhotel မှာပဲဖြစ်လမ်းထမင်းစားတော့ဆိုင်မှာပဲဖြစ်ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့သုံးပြီးဒီ translate application ကတအားကောင်းအောင်ကြောင့်မို့ကျွန်တော်ပေးနေတော့ပါတယ်ဗျာဒီကို Android ချိုးပိုင်းမှာပေးနေပါပါတယ်ချိုးပိုင်းမှာတော့ပြန် down ပေးရတယ်ဒါပေမဲ့လွယ်တယ်အားလုံး free ပေးထားကြောင့်မို့ဒါလေးကိုပြပြပေးခြင်းဖြစ်ပါတယ်ဒီရဲ့3နဲ့3မျိုးမျိုးတွေကိုကျွန်တော်ဗီဒီယိုလေးနဲ့ဘယ်လိုလေးလုပ်အောင်လဲဆိုတာကိုကျွန်တော်ထပ်ပြီး detail လေးပြောပြပေးပါမယ်သူ့မှာကကျွန်တော်တို့ဒီခုနကပြောလို့ language ပေါင်းကမ္ဘာမှာရှိ language ပေါင်း249ခုလုံးကိုအသုံးပြုလို့ရတယ်ပြီးတော့ရှင် photo translate ဆိုတော့ကျွန်တော်တို့ဒီစတော့ဆိုင်မှာကူသွားတယ် visit ဆိုင်မှာပြင်သစ်လို့ရေးထားတဲ့ menu okay အပြင်လို့နေရာဘာရေးထားတဲ့သိချင်ရှင်ကျွန်တော်တို့ဓာတ်ပုံလေးရိုက်ပြီးတော့ဒီ photo translate လေးလုပ်လိုက်တယ်ပေါ့ဗျာဒီမှာ menu လို့အဲ့ photo translate ပေါ့ဥပမာဂျပန်သွားတော့ဂျပန်သားလို့ရေးထားဂျပန်တော်ရေးထားတဲ့ menu ကိုကမသိလို့ဖတ်ချင်တယ်ဆိုရှင်ဒါလေးတော့ဓာတ်ပုံလေး scan ဖတ်ပြီးတော့ဘာတွေရေးထားလဲဆိုတော့ကြည့်လို့ရတယ်အဲ့လို photo translate လုပ်ထားပဲပေါ့နော်အဲ့ photo translate က language ပေါင်း39ခုထိရတယ်ခုနကဒီ translate လုပ်တဲ့ဟာ209ခုထိရတယ်ပြီးတော့ voice conversation ဆိုတာစကားကိုတလုံးနဲ့ပြောမှာစကားကိုအရှိ conversation စာချောင်းအရှိပြောတဲ့ဟာမျိုးအဲ့ဒါမျိုးတွေမှာဆိုလို့ရှိရင်သူက language ပေါင်း32ခုထိရပါတယ်အဲ့ဒါတွေကတအားသုံးပါတယ်ခုကျွန်တော်တို့လိုက်ကြည့်ရအောင်Okay ဒီ application တွေကတော့လူတိုင်းသိပြီးသားပါ Google Translate ဒါလူတိုင်းပါစက်ထဲမှာပြန်မှသိတယ်ကျွန်တော်ကတော့ဒါလေးကဘယ်လိုသုံးရမလဲဆိုတော့ထပ်ပြီးပြောပြပေးတာပါကျွန်တော်ပြောပြပေးတာလေသိတဲ့လူတွေကတော့မလိုအပ်ပါဘူးကျွန်တော်မသိသေးတဲ့လူတွေနားမလည်သေးတဲ့လူတွေအတွက်ကိုပဲကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ဒီတော့ဒီ basic ကြောင်းရတယ်ပေါ့နော်ဒီ Google Translate ကကျွန်တော်ဖုန်းတွေတော်တော်ချို့ဖုန်းတွေမှာဆိုပေးနေပါတယ်ချို့ဖုန်းတွေမှာဆိုလည်း download ဆွဲလိုက်လွယ်တယ်ဗျာ Google ကပေးထားဆိုတော့လွယ်တယ်ဒီကောင်တွေကတော်တော်သုံးဝင်ပါတယ် language ပေါင်း140ကျော်
ကဘာလုံးမှာရှိတဲ့လူမျိုးပေါင်းပါပဲလေလူမျိုးပေါင်း140ကျော်ရဲ့ language တွေပါတယ်ကျွန်တော်တို့အလွယ်တကူသုံးလို့ရတယ်ဘယ်နိုင်ငံသွားဘယ်သွားကျွန်တော်တို့ကလူစကားတက်ဆရာမလို့ဘူးကျွန်တော်ဒီ language application တွေကိုသုံးပြီးတော့အချင်းချင်း communicate ဆက်သွယ်လို့ရပါတယ်ကိုယ့်ရဲ့နားမှာစကားပြန်တယောက်ခေါ်သွားသလိုပဲပေါ့နော်ဒီလိုသုံးဝင်ပါတယ်နော်အဲဒါကျွန်တော်ကြည့်လိုက်ရအောင်ကျွန်တော်ကို download လုပ်ပြီးသားဖြစ်တဲ့ကြောင့်ကျွန်တော် open နေလိုက်ပါမယ် Google Translate ကိုဖွင့်လိုက်မယ်အဲမှာကျွန်တော်အခု enter text ဆိုပြီးကျွန်တော်တို့ကစာနဲ့ရေးလို့ရတယ်ဗျာစာဆိုရှင်ဒီမှာတက်ဒီတက်ဆိုကျွန်တော်အခု English ဖြစ်နေ English နဲ့မြန်မာနဲ့ပြောကြည့်မယ်ဗျာဒါဒီတက်က English ကျွန်တော်ဒီဘက်မှာပြောင်းမယ် language ပြောင်းမယ်ဟာကျွန်တော်ဘာမီဆွဲထားတော့ဗျာဟောဆိုရင်ကျွန်တော်အမှဥမာဖြစ်ကျွန်တော် hello ရတယ်မယ်ဆိုရှင်အောက်မှာဗမာလိုပြန်ပြီးတယ်မင်္ဂလာပါအမှဗမာလိုမဟုတ်ဘဲနဲ့ကျွန်တော်ကတခြား language ပဲထိုင်းလိုပြန်မယ်ဆိုလို့ရှိရင်ဘာပြန်ပြီးတော့သူပြန်ပေးပါတယ် sorry ပြီးတော့ဒီမှာသူကအားလုံးမှာအတန်တက်ကြည့်ချင်ဒီ sign ဟိုဘာလေးကို speaker ပုံလေးကိုနှိပ်လိုက်ရင်အတန်တက်ထွက်လာပါတယ်สวัสดีเนาะဒီအတန်တက်ထွက်လာပါတယ်โอเคအဲဆိုရင်ကျွန်တော်တို့ဒီလိုပြောထပ်ပြီနောက်တစ်ခုတော့ကျွန်တော်တွက်ကြည့်အောင်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်အခုမှတခြားလူတယောက်နဲ့ကျွန်တော်တို့ကဆက်တယ်မှာပေါ့ဗျာဆက်တယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဂျားထဲမှာကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီတက် language ဆိုတာရှိတယ်ကျွန်တော်တို့ကဒီမှာ language မှာကျွန်တော်တို့က Burmese ကိုပြောမယ်ဟိုမှာ Thai လို့ပြန်မယ်နော်အဲ့လိုပြန်မယ်ဆိုကျွန်တော်တို့မှာ Burmese ကိုရွေးလိုက်တယ်Burmese ကိုရွေးပြီးတော့ထုံးစံတယ်ပဲကျွန်တော်တို့ကထားပါတော့ဗျာ Good morning အဲ့ဒါဟိုမှာအတက်တော့ပြန်ပြီးတယ်สวัสดีตอนเช้าကိုကတော့ဒီမမလိုဗမာလိုကအင်္ဂလိပ်လိုပဲရိုက်ဗမာလိုပဲမင်္ဂလာပါလို့ပဲကျွန်တော်ဗမာလိုပဲရိုက်ပြီးပါလို့ရှိရင်ကျွန်တော်တို့ကဒီအတန်ထွက်လေးကိုဘက်ကထိုင်းလူမျိုးကိုပြပေးလိုက်ဒါမှမဟုတ်ရှင်ထိုင်းလူမျိုးကိုဒီ speaker ပုံနဲ့ပြီးသူနောက်ထောင်လို့ရှိရင်သူကကိုပြောတဲ့စကားကိုသူတို့သိသွားပြီးတော့ communicate လုပ်လို့ရတယ်ပေါ့ဗျာအဲ့လိုမျိုးရတယ်ပေါ့နော်အပုံစံလေးပါဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီ language ကအသုံးဝင်တယ်အဲ့လိုမှဆိုကျွန်တော်တို့ကထပ်ပြီးတော့ကျွန်တော်တို့က voice နဲ့ပဲပြောမယ်စာရိုက်ရပြင်းလို့ voice နဲ့ပဲပြောမယ်နေကောင်းလားဆိုလို့ရှိရင်ကျွန်တော် voice နဲ့ပြောလိုက်ပြီးအောက်မှာဆိုရင်ကျွန်တော်ပြီးရင်ထိုင်းလူမျိုးကိုဖွင့်ပြလိုက်မယ်คุณโอเคไหมဆိုရင်ကျွန်တော်သူနဲ့စကားပြောလို့ရတယ်ပေါ့နော်ဆိုကျွန်တော်တော့ကဒီ recording pattern တွေကိုနှိပ်ပြီးကျွန်တော်သူနဲ့ဆက်သွယ်ပြပါကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်အခုဆိုကျွန်တော်ဒီဒါလေးကိုထပ်ပြီးတော့ conversation ရှည်လည်းပြောလို့ရတယ်ကျွန်တော်ဒီမှာဒီ pattern လေးကိုနှိပ်ပြီးတော့ကျွန်တော်ထပ်ပြောမယ်စားပြီးပြီလားဆိုရင်ထပ်ပြီးတော့ဒီမှာဂျာနေကြည့်လိုက်คุณกินอะไรหรือยังโอเคဆိုရင်ကျွန်တော်တို့ဒီလိုမျိုး communicate လုပ်ရပါတယ်တခြား language တွေအများကြီးရှိပါတယ်ဒီမှာကြည့်ပါကိုမိတ်ဆွေသိချင်တဲ့ language ကျတဲ့နိုင်ငံကျတဲ့ language ကိုမှအများကြီးပြောလို့ရပါတယ်နေတာမဟုတ်ပါဘူး240ကျော်ရှိတယ်ဒီ language ပေါ့ကိုကျတဲ့နိုင်ငံနဲ့ပြောပြီးတော့ဆက်သွယ်လို့ရတယ်เนาะဆိုရင်ပြီးလို့ရှိရင်ဒီမှာကင်မရာလေးလည်းရှိတယ်ကင်မရာဆိုတာကျွန်တော်တို့ကဗျာတချို့ sign တွေစောက် sign တွေဆိုလို့ရှိရင် menu က Thai လို့ရေးထားတယ်ကြွာ Germany လို့ရေးထားပါညာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုလေးဒီပေါ့နော်ဒီမှာကင်မရာပုံလေးကိုနှိပ်လိုက်ပြီးတော့ add menu ကိုကျွန်တော်တို့ကတက်ပုံရိုက်လိုက်မယ်ကလစ်နေတက်ပုံရိုက်လို့ရှိရင်သူက add menu မှာ German လို့ဆိုရင် German လို့ရေးထားတဲ့စာတွေကိုကျွန်တော်တို့ဗမာလို့ဆိုဗမာလို့ပြန်ပေးလိုက်တယ်ဥမာ Thai လို့ရေးထားတဲ့စာဆိုရင်ကျွန်တော်တို့ဗမာလို့ပြန်ပေးလိုက်တယ်ပေါ့ဗျာအဲ့လိုမျိုးပြန်ပေးလိုက်တာဖြစ်ပါတယ်ဆိုရင်ကျွန်တော်ဒီမှာ composition ကိုထပ်ပြီးတော့နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စကားရှည်ပြောလို့ရတယ်။နေစားပြီးပြီလားဘယ်သွားမလို့လဲคุณกำลังจะไปไหนโอเคဆိုလို့ရှိရင်မိတ်ဆွေအဆင်ပြေမယ်လို့ထင်ပါတယ်โอเคအခုဆိုလို့ရှိရင်ကျွန်တော်ပြပေးတဲ့ဒီ Google Translate တွေကိုကောင်းကောင်းသုံးသပ်မယ်လို့ထင်ပါတယ်ဒါလေးကိုသုံးကြည့်ပြီးတော့မိတ်ဆွေတို့နိုင်ရသွားတယ်မှာဖြစ်ဖြစ်တခြားလူမျိုးတွေနဲ့ပေါင်းသင်းဆက်ဆံရမှာဖြစ်ဖြစ်အလုပ်တွေမှာပြောဆိုတော့ဖြစ်ဖြစ်ဒါတွေကကောင်းကောင်းအထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ပါအောင်မယ်ကျွန်တော်ကိုတင်စီခြင်းတဲ့ဗီဒီယိုတွေပြောပြခြင်းတဲ့အကြောင်းအရာတွေရှိလို့ရှိရင်ကျွန်တော်ဗီဒီယိုအောက်မှာ comment ရေးခဲ့လို့ရပါတယ်ကျွန်တော် channel လေးကိုလည်းSteven Technical TikTok channel နဲ့ Steven YouTube channel တွေ like and subscribe follow လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါအောင်မယ်အားလုံးကိုကျေးဇူးများတင်ပါတယ်